အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီရက်ပိုင်းစာဖတ်ရင်းနဲ့ကျွန်တော်စာကြောင်းလေးတစ်ကြောင်းကိုတွေ့လိုက်တယ်ဒီစာကြောင်းလေးကအမြဲတမ်းစိတ်ဝင်စားမှုကောင်းတဲ့အတွက်ကြောင့်ဒီစာကြောင်းလေးကိုချဲ့ကာစဉ်းစားပြီးတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုပြောပြပေးမှာဖြစ်ပါတယ်ဒီစာကြောင်းလေးကဘာလဲဆိုလို့ရှိရင် mitochondria လို့ခေါ်တဲ့ကလပ်စီအတွင်းကစွမ်းအင်ထုတ်ပေးတဲ့ပစ္စည်းလေးတစ်ခုရဲ့လှုပ်ဆောင်တာကချုပ်ရင်းမှုအချိန်အကြာကြီးဖြစ်ပေါ်နေမယ်ဆိုရင်နာတာရှည်ယောဂများကိုဖြစ်နိုင်ပါတယ်တဲ့ mitochondria ဆိုတာဘာလဲ mitochondria ဆိုတာကကျွန်တော်တို့ကိုယ်ခန္ဓာမှာရှိတဲ့ cell ဆိုတာကအင်္ဂလိပ်လိုခေါ်တဲ့ cell ပေါ့နော်အဲ့ cell တွေရဲ့အသေးဆုံးအစိတ် cell တွေရဲ့အတွင်းမှာရှိတဲ့စွမ်းအင်ကိုထုတ်လုပ်ပေးတဲ့ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်ဒါကို mitochondria လို့ခေါ်ပါတယ်ဒီ mitochondria က cellular energy လို့ခေါ်တဲ့ cell စွမ်းအင်ကိုတည်ဆောက်ပြီးမှကျွန်တော်တို့တွေကပုံမှန်အဖြစ်ကျန်းမာသက်ရှည်ပြီးတော့လှပနုပြုနေမှာဖြစ်ပါတယ်ဒီ mitochondria လေးတွေရဲ့လှုပ်ဆောင်ချက်ကျဆင်းသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့တွေကအိုမင်းလာပြီးနာတာရှည်ယောဂများဖြစ်မှာဖြစ်ပါတယ်အဲဆိုတော့ပထမဆုံးဘာကြောင့်ကျွန်တော်တို့တွေဒီ mitochondria တွေရဲ့လှုပ်ဆောင်ချက်ကျဆင်းသွားလဲဆိုတော့အာဟာရမပြည့်စုံတာပါပုံမှန်အဖြစ် ready made အစားအစာတွေအမြန်စားရတဲ့ fat food တွေဒီကောင်တွေမှာ calorie ဆိုတဲ့တနည်းအားဖြင့်ပြောလို့ရှိရင်တော့တန်ဖိုးမြင့်ပေမဲ့ calorie တန်ဖိုးမြင့်ပေမဲ့ nutritional value လို့ခေါ်တဲ့အာဟာရတန်ဖိုးအတော်လေးနေတာတွေ့ရပါတယ်။ဆဲစွမ်းရည်ထုတ်လုပ်ဖို့အတွက် ready made တွေအသစ်စားတွေမှာပါဝင်တဲ့အာဟာရတန်ဖိုးကမလုံလောက်ဘူး။ဒါကြောင့်မို့ဆဲတွေရဲ့စွမ်းရည်အမြဲတမ်းရုပ်ရော့နေတတ်တယ်။ဒါကပထမဆုံးတစ်ခု။ဒီလိုမှပြင်ကိုယ်မှမီးစက်တစ်ဆက်ရှိရကွာ။အဲ့မီးစက်ကိုတနည်းအားဖြင့်ပြောလို့ရှိရင်ဒီမီးစက်ကကောင်းမွန်တဲ့ဒီဇယ်တွေတက်စီတွေထည့်ရမှာကိုကမကောင်းတဲ့ရေရောထားတဲ့တက်စီဒီဇယ်တွေထည့်လို့ရှိရင်ဒီမီးစက်ကနေပြီးတော့အမိုက်တွေအညစ်အကြေးတွေမီးခိုးတွေထွက်လာသလိုပဲကိုခန္ဓာကလည်းဒီလိုမကောင်းတဲ့အစားအစာတွေကိုစားတဲ့အခါကြလို့ရှိရင် free radical လို့ခေါ်တယ်ကိုခန္ဓာကိုဒုက္ခပေးမဲ့ပစ္စည်းတွေထွက်လာပါတယ်ဒီပစ္စည်းတွေကကိုခန္ဓာကိုအိုမင်းယိုယွင်းသွားစေပြီးနာတာရှည်ယောဂတွေဖြစ်ပါစေတယ်ဒါကြောင့်မို့အစာအာဟာရချို့တဲ့ခြင်းဟာဆဲဆွိုင်းတွေကိုချို့တဲ့စေတဲ့အကြောင်းဖြစ်တယ်လို့ mitochondria လို့ခေါ်တဲ့ကိုယ်ခန္ဓာရဲ့မီးစက်တွေကိုလည်းအစိတ်သင့်စေတဲ့အကြောင်းဖြစ်ပါတယ်။အဲဒါတော့ဒီလောကကြီးမှာ mitochondria တွေတော်တော်များပါတယ်။ဒါအပြင်ဒီဆဲဆွိုင်းတွေကိုလုံဆောင်ပေးမဲ့အာဟာရလည်းလုံလောက်မပါပါဘူး။မှပြ CO2 နော်B complex ပြီးရင် ribose ဒီ ribose ဆိုတာက ribose sugar ပေါ့နော်ဒီ ribose sugar D CO2 လို့ခေါ်တဲ့ကိုယ်ခန္ဓာကထုတ်ပေးတဲ့ပစ္စည်းနော်ပြီးရင်ဒါဘာတွေပါသေးလဲဆို alpha lipoic acid alkyl-ketone ဒီလိုပစ္စည်းတွေလည်းပါတယ်အဲ့ဒီပစ္စည်းတွေကလုံလောက်မစားဘူးစားတဲ့ပစ္စည်းတွေမှာမပါဘူးဆိုရင်ကျွန်တော်တို့ဆန်းဆိုင်နေရသွားပါတယ်အဲ့လိုမျိုးဆိုလူကအမြဲတမ်း fatigue ပင်မဲ့နွမ်းနေနေမယ်လှုပ်ချင်ကိုင်းချင်စိတ်မရှိဘူးဒါအပြင်အုံနောက်ပိုင်းဆိုင်ရာနဲသွားတဲ့အတွက်ကြောင့်မလို့ခေါင်းကိုက်တာတွေခေါင်းတစ်ချက်ကိုက်တာတွေစိတ်ပင်မဲ့တဲ့အခါမှာခေါင်းကိုက်တာတွေဖြစ်လာနိုင်ပါတယ်ဒါအပြင်သွေးတိုးယောဂတွေစီးကျိုယောဂတွေနဲ့လည်းဆက်လိရှိပါတယ်fibromyalgia ဆိုတဲ့ကိုယ်ခန္ဓာနာကျင်တာတွေကိုယ်ခန္ဓာတစ်ခုလုံးကိုက်ခဲတာနေလည်းဆက်ပါတယ်ဒီလိုဖြစ်စေနေပါအထူးသဖြင့်ဘယ်လိုလူတွေမှာဖြစ်လဲဆိုရင်အာဟာရချို့တဲ့သူတွေဟုတ်ပြီအသက်ကြီးတဲ့သူတွေအသက်50ကျော်တဲ့အခါမှာကိုယ်ခန္ဓာတွေကနေပြီးတော့ဘာတွေထွက်ပြီးလဲဆိုလို့ရှိရင် CO2 တဲ့ထုတ်လုပ်မှုတော်တော်လေးနည်းသွားပါတယ် sub optimal ဖြစ်သွားပါတယ်အဲ့လိုအချိန်မျိုးကြောင့်လို့ရှိရင်တော့ဆဲစွမ်းရင်ထုတ်ဖို့အတွက် CO2 တဲ့လိုတဲ့အခါမှာ CO2 တဲ့မရှိတဲ့အခါမှာလူရဲ့ကိုယ်ခန္ဓာကတော်တော်လေးဆွဲဆန်ရော့သွားပါတယ်ရော့သွားတဲ့အခါမှာဒီလို symptom မျိုးပိုများပါတယ်အဲ့လို symptom အဲ့လိုယောဂလက္ခဏာမျိုးပိုများတဲ့အခါကျရင်ကျွန်တော်တို့တွေကဓာတုဆေးတွေတုံပြီးတော့ဒီယောဂအောင်လုပ်မယ်ပေါ့နော်ဥပမာပြအကိုက်ခဲပြောက်ဆေး acetaminophen ဆို liver ထိသွားပြီဒါအပြင်တခြားသောအိတ်မပြောတာတွေဖြစ်လာမယ်ဆိုအိတ်ဆေးတွေတုံမယ် benzodiazepine တွေပြီးရင်စိတ်တက်ကြမယ်ဆို antidepressant တွေတုံမယ်စီးချိုတွေဖြစ်လာမယ်ဆိုလို့ရှိရင် sulfonate urea တွေတုံမယ်နော်စီးဆေးတွေဘာတွေတုံပြီးတော့ကျွန်တော်တို့တွေသွေးတိုးရက်ကောင်ကောက်ကြရရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီချို့တဲ့မှာပိုဆိုးသွားပါတယ်တခြားဟာတွေအဲ့ဒါပို့ပြီးတော့ဖြစ်ပါတယ်ဒါအပြင်အစီကျသေးတောင်းနေတဲ့သူအတွက်က CO2 တဲ့ညော့နေတာပိုများပါတယ်ဒါကြောင့်မလို့ CO2 တန်းလေးကိုတက်50ကျော်ရင်ဖြည့်တောက်စေချင်ပါတယ်ဒါအပြင်နာတာရှည်ယောဂပေါ့နော်သွေးတိုးစီးကျိုးစိတ်ကြယောဂတွေအတွက်စီးတောက်နေတယ်ဆိုလို့ရှိရင်လည်းအာဟာရကိုပြည့်မြင်အောင်စားရမှာဖြစ်ပါတယ်ဒီအာဟာရစားတဲ့ဥစ္စာကဘယ်လိုအာဟာရမျိုးတွေအဓိကလိုအပ်လဲဆိုလို့ရှိရင်တနည်းအားဖြင့်ပြောလို့ရှိရင်တော့လက်ဆက်အတီးရွက်တွေ B complex တွေပါပါတယ်
အသားတွေငါးတွေမှာတော့alkanidine တို့နော် alkanidine တို့ alpha-lipoic acid တို့ပါပါတယ်ပြီးရင် pansine pan coffee တို့ဒီလိုဥစားမျိုးလဲ cruciferous vegetables မှာလဲအတော်လေးတနည်းအားဖြင့်ပြောလို့ရှိရင်တော့ပင်ဖူးရွက်တူလို့ကျွန်တော်ကခေါ်တာပေါ့နော်အပင်နဲ့ပင်စီနဲ့အရွက်ကအတူတူပဲဖြစ်နေတာအောက်မှာဖြစ်ဆက်လက်ရွက်တူမှုန့်ညင်းတို့ဒီလိုမျိုးဆိုလို့ရှိရင်ကျွန်တော်ကိုယ်ခန္ဓာမှာ P-complex တွေကော phytochemical တွေဒီလိုပါတဲ့ကြောင့်အရင်ကောင်းပါတယ်ကျွန်တော်အာဟာရမြတ်တာကိုမစားဘဲနဲ့ကျွန်တော် calorie တွေပဲသွင်းနေမယ်ဆိုရင်တော့ကျွန်တော်တို့တွေကယောဂတွေထူပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့အသက်ကြီးလာလေဟိုအစာကိုလျှော့တာထက်အစာကိုရွေးစားတတ်ဖို့လေ့ကျင့်ပြရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်အလင်းသင်လို့ဗီဒီယိုလေးလုပ်ပေးသွားမှာဖြစ်ပါတယ်အသက်50ကျော်တဲ့သူတွေအနေနဲ့ CO2 တို့ derivatives တို့တောက်နိုင်တဲ့အကြောင်းလေးကျွန်တော်ဖြစ်ဆက်ပြောလိုပါတယ်ကျွန်တော်နာမည်ဒေါက်တာဖြူမောင်ဖြစ်ပါတယ်ကျွန်တော်ကwellness advisor ဖြစ်တယ်လို့ wellness educator လည်းဖြစ်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေဗျ